ကိုစီနဲ့ Robin ပြန်အလာကိုစောင့်ပြီးပြေးဖို့ကြံစီထားကြပြီမြဲစိတ်မရှိတော့ရဲ့ဆိုတော့ကသူတယောက်တည်းတင်းမောကိုသွားနိုင်မယ်လို့လည်းပြောရောအဲ့ကောင်သာတယောက်တည်းသွားရင်3လလောက်နဲ့လမ်းပြောင်းမယ်ဆိုတာကိုသိလို့ဝိုင်းတာကြပါလေအဲ့အချိန် Robin ကလူအုပ်ကြီးနဲ့အတူပြန်ရောက်လာတာကိုမြင်လိုက်ရတော့မွေပိုက်တဲ့ရွှေရီခိုးထားတဲ့ကောင်တွေလည်းသူတို့ကိုဝိုင်းဖမ်းဖို့ရောက်လာတယ်ထင်သွားကြတဲ့အပြင်ကျွန်းသားတွေထမ်းလာတာကလည်းအေးရမအမြောက်ကြီးထင်လို့အသက်နဲ့ရင်မီဒီကောင်းဝင်ကျွန်းကိုလာခဲ့ရတာလက်ပလာနဲ့တော့မပြန်နိုင်ဘူးလို့ပြောရင်တားလို့တော့မရတော့ပဲရွှေတုပ်တွေနဲ့တချို့တဲ့လစ်ပြေးကုန်ကြတဲ့အတွက်သူတို့ကိုကျေးဇူးဆက်ဖို့ရွှေချောင်းကြီးတက်လာပေးရဲ့သူတွေလည်းကြောက်သွားကြပါတယ်Robin ကလည်းဘာမှပြောမနေတော့ပဲဒီရွှေချောင်းကြီးကိုသူတို့မလိုချင်တော့ဘူးလို့ပြောရင်းနဲ့အဖွဲသားတွေနဲ့အတူကောင်းကင်ကျွန်း Skypiea ကနေကဘာကြီးရဲ့အဆုံးသက် Left Day စီကိုပြေးထွက်လာခဲ့ကြပါတယ်တောအုပ်ကိုဖျက်ပြီးရဲ့အခါမှာတော့မတွေ့ရကြပြီဖြစ်တဲ့ Going Mary ကိုမြင်လိုက်ကြရပြီးကျွန်းသားတွေကတော့သူတို့ပေးတဲ့ရွှေတောင်မယူပဲရုတ်တရက်ထွက်ပြေးသွားတဲ့ Luffy တို့ကိုနားမလည်နိုင်ဖြစ်နေကြပြီမြဲသူတို့ထွက်မသွားခင်အိုက်ဆာတယောက်တည်းကိုတော့နှုတ်ဆက်သွားကြတာဖြစ်ပါတယ်ရှန်နီယန်တွေရဲ့နှစ်ပေါင်းများစွာလက်ဆင့်ကန်လာခဲ့တဲ့တာဝန်တွေလည်းပြီးဆုံးသွားပြီမို့တိုက်ပွဲဆိုတာတွေမလိုအပ်တော့ပဲငြိမ်းချမ်းစွာနေထိုင်နိုင်ပြီဖြစ်ပေမဲ့ကောင်းကင်ကျွန်းရဲ့ရှန်ဒိုရာမြို့တော်မှာဒီတိုင်းပြည်ကိုတေချာပြိုးထောင်မိနိုင်မယ်ခေါင်းဆောင်ကောင်းတစ်ယောက်တော့လိုအပ်သေးရမို့ကိုကျိုးမဖက်တဲ့ဖျားသခင်ဟောင်းဂန်ဖော့ကိုပဲတညီတညွတ်ထဲသူတို့ရဲ့ဥဆောင်သူအဖြစ်ပြန်လည်ရွေးချယ်လိုက်ကြပါတယ်လူဖီတို့ရဲ့ Going Mary က Cloud Sea ကိုရောက်လာပြီဖြစ်တဲ့အတွက်အမတ်တရတွေအများကြီးရှိခဲ့တဲ့ကောင်းကင်ကျွန်းကြီးကိုခွဲခွာရတော့မှာဖြစ်ပြီး Konis တို့တားဖားကလည်းနောက်ဆုံးနှုတ်ဆက်တဲ့အထိလိုက်လံပို့ဆောင်ပေးပြီးရဲ့နောက်ရွှေလာရှာတဲ့ပင်လယ်ဓမြတစ်တိုက်လည်းပင်လယ်ပြစီကိုပြန်လည်ရွက်လွှင့်ရတော့မှာဖြစ်ပါတယ်သူတို့နဲ့အတူကောင်းကင်ပေါ်ပါလာတဲ့ South West ကလည်းသူ့သဘောနဲ့သူပြန်လိုက်ဖို့ဆုံးဖြတ်လိုက်ပြီး Phagara နဲ့ Konis ကရွက်ကုန်မဖွင့်ပဲပြုတ်ကျတဲ့အချိန်တင်းမောကိုတေချာကင်ထားဖို့ပြောနေုံတော့ဘာမှမသိကြပေမဲ့ Mickey Road ဆုံးတော့မှာပဲမီတာ1000နီးပါးအမြင့်ကနေပလိန်ပြုတ်ကျတော့မယ်ဆိုတာကိုရိပ်မိလိုက်ကြပါတယ်အတန်းနဲ့ကိုအိုးစားခွဲကန်ပြီး Konis က Wisi နဲ့ Sky Island ရဲ့ရေပေါ်ရဲ့ဖိုလုံးကြီးကိုခေါ်ပေးလိုက်တော့မှမိုးပြန်ပူအောင်လို့ငိမ့်ငိမ့်လေးဆင်းသွားလို့ရပြီဆိုတာကိုသဘောပေါက်လိုက်ကြပါတယ်အဲ့အချိန်ကောင်းကင်မော်ကနေတာယာတဲ့ရွှေခေါင်းလောင်းတန်ကြီးကထွက်ပေါ်လာခဲ့ပြီးကျွန်းသားတွေကသူတို့ရဲ့ကျေးဇူးရှင်တွေအပြန်ခီးကိုခေါင်းလောင်းတန်နဲ့နှုတ်ဆက်ကြရင်နောက်တစ်ခါဆက်လာခဲ့ဖို့နဲ့ကျေးဇူးတင်တဲ့အကြောင်းအော်ဟစ်ပြောဆိုနေကြတာကြောင့်အိမ်မက်ဆန်ဆန်ဒန်နာကြီးဆန်ဆန်တိမ်တွေပေါ်မှာရှိနေတဲ့ Skypiea တိုင်းပြည်ရှန်တိုရာမျိုးနဲ့လမ်းပြရွှေခေါင်းလောင်းကြီးကိုခဏတာနှုတ်ဆက်ခဲ့ကြရပြီဖြစ်ပါတယ်ရွှေမျိုးတော်ကြီးကကောင်းကင်ပေါ်မှာရှိနေရမို့ရင်ငုပ်ပြီးဆက်ရှာနေလဲဘာမှတွေးမှမဟုတ်ဘူးဆိုတာကိုသိရဲ့ခရစ်ကဂျာယာကျွန်းကနေထွက်သွားတော့မှဖြစ်လို့မက်ဆီယာနဲ့ရှူဂျိုကလည်းသူတို့ပါလိုက်ချင်တဲ့အကြောင်းပြောတော့ဆာရီယာမှာမဟာမိတ်အဖွဲ့ကသူ့ရဲကောင်စူးစမ်းရှာဖွေရေးသမားကြီးမွန်ဘလက်နူလန်လိုမျိုးကဘာအနှံ့ကိုခြေဆန်းကြတော့မှဖြစ်ပါတယ်နေချင်းညချင်းချမ်းသာသွားပြီဖြစ်တဲ့လူဖီတို့လည်းများပြားလာတဲ့ရွှေတွေကိုဟိုဟာဝဲမဲ့ဒီဟာဝဲမဲ့ညှင်းခုန်နေကြတဲ့အချိန်တင်းမောကအောက်ကိုဆင်းလာတာမှန်ပေမဲ့လေတိုင်လုံးကြောင့်လမ်းကြောင်းပြောင်းသွားခဲ့တာကိုလည်းသတိထားမိသွားကြပါတယ်ဒါပေမဲ့လေပေါ်မှာဖြစ်နေရကြောင်းဘာမှတော့မတက်နိုင်တဲ့အတွက်ရောက်တဲ့နေရာကနေမှရွက်လင့်မှုပဲဆုံးဖြတ်လိုက်ကြပြီမြဲရေပေါ်ဝဲကြီးကနည်းနည်းလေးစိုက်ပြောင်းသွားတာကိုစန်းကြီးကသတိထားမိလိုက်ပြီးအမှုမဲ့အမတ်မဲ့ဆင်းလာကြရင်မှမြောက်လောင်းကရေပေါ်ဝဲပေါ်တောင်တက်ဆော့နေရကိုမြင်လိုက်ရပါတယ်တခြားသူတွေလူဖီကိုအာယုံစိုက်နေကြတော့စန်းကြီးကရေပေါ်ဝဲကျုံလာတယ်ဆိုတာကိုတေချာကြီးသတိထားမိသွားတာကြောင့်အမြန်ပြက်စင်းဖို့သွားပြောတဲ့အချိန်ရုတ်တရက်လေရော့သွားတဲ့ရေပေါ်ဝဲကတင်းမောရဲ့အလေးချိန်ကိုမနိုင်တော့ပဲအောက်ကိုအရှိန်နဲ့ပြုတ်ကျလာတာကြောင့်ဒီအရှိန်နဲ့ဆိုရင်ရေပေါ်ကြကြမြေပေါ်ကြကြတစားစီဖြစ်တော့မယ်ဆိုတာကိုသိလိုက်ကြပါတယ်Going Mary ကိုတော့မပြတ်စည်းစေချင်တဲ့ဦးစုပ်ကခပတ်ကျိုးနဲ့ခုံချသွားပြီးတင်မောအောက်ခြေကိုကောင်းကင်ကျုံကနေတူယူလာတဲ့ Britain ရီတက်ဆင်လိုက်တော့အောက်ကိုဆင်းတဲ့အချိန်ကရော့သွားပြီးမြဲရုတ်တရက်ရေပေါ်ကလေကုန်ပြီးလုံးဝတေးသေးလေးပြန်ဖြစ်သွားတာကြောင့်တင်မောတစ်စီးလုံးတားမရတော့ပဲအကုန်လုံးပြုတ်ကျကုန်ကြပါတယ်ဒါပေမဲ့ကန်ကောင်းတာကရေပြင်နဲ့အတော်လေးနီးနေပြီဖြစ်လို့ကြီးကြီးမားမားအန်ရတော့မဖြစ်သွားပဲဘေကင်းကင်းနဲ့ကောင်းကင်ကျုံ Skypiea ကနေပြန်ဆင်းလာနိုင်ခဲ့ကြတာကြောင့်အလုံးစိတ်အေးလက်ကြီးဖြစ်သွားကြပြီမြဲရုတ်တရက်သူတို့ကိုစလိုက်မီးတွေနဲ့ထိုးပြီးရေတက်တစ်ခုလုံးအော်အော်ဆွဲဝိုင်းဝန်းဖန်ဆီးတာကိုခံလိုက်ရပါတယ်လူဖီတို့ပြုတ်ကျတဲ့နေရာကအမတ်ကြီးအိရေတက်ခွဲတစ်ခုဖြစ်နေပြီးတင်မောပြင်ုံပြီးမှအရက်ထိုင်တောက်နေတဲ့အဖိုးကြီးကမိုးဘောကနေပြုတ်ကျလာတဲ့တင်မောကြီးကိုအသေးအချာမြင်ခဲ့ရတာကြောင့်ချက်ချင်းအင်အားအလုံးအရင်းနဲ့ဖမ်းဆီးလိုက်ကြပြီမြဲကောက်ရိုးအထုပ်ပင်လယ်ဓမြအလံနဲ့တင်မောပေါ်မှာလူတစ်ယောက်မှရှိမနေရကိုတွေ့လိုက်ရပါတယ်အဲ့အချိန်ကန်ဆက်မှာအေးစစ်စစ်ငါးထိုင်များနေတဲ့ရေတက်သားကမျက်မှန်တက်လက်ကိုမြားလိုက်မိပြီးစပိုးဆောင်ထဲမှာလည်းလူအယောက်1000စာချက်ပြုတ်နေရတဲ့ရေတက်စဖို့မူးတွေကလည်းအပြင်ဘက်ကလာတဲ့ရွရွတက်တဲ့အတန်တွေကိုကြားလိုက်ရပါတယ်ဒါပေမဲ့ G8 ခံတဲ့ဆိုတာက KSS ဘယ်ပင်လယ်တင်များမှထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာမျိုးမရှိလို့ဟင်းဆက်ချက်နေလိုက်ကြပြီးငါးများပြီးပြန်လာတဲ့သူက G8 ရေတက်ခွဲရဲ့ဗိုလ်ကြီးဖြစ်နေရဲ့အပြင်မိုးဘောကကျလာပြီးလူမပါတဲ့တစစ်သင်းမောကြီးလို့ပြောနေကြတာကြောင့်ဗိုလ်ကြီးလည်းခေါင်းချသွားပါတယ်သူတို့ရဲ့ခန္ဓာကိုယ်အနှံ့ကထွက်လာတဲ့လက်တွေကိုလည်းရေကနေမြင်လိုက်ရတဲ့အပြင်အမွေးတူတူနဲ့တရဝါကြီးဆိုတဲ့အချက်တွေကြောင့်လည်းတရေသင်းမောဆိုတာရုံရမလို့ဖြစ်နေပြီမြဲသင်းမောမှာကောက်ရိုးထုတ်အလံလွှင့်ထားတာကြောင့်လည်းအသက်ပြောလို့မရပဲအဲ့ဒါအပြင်ကောင်းကင်မောကပြုတ်ကျလာတာကိုတော့ဗိုလ်ကြီးကိုယ်တိုင်မြင်ခဲ့ရတာမို့စဉ်းစားရကျက်သွားကြပါတယ်တင်မောပိုက်စိတ်တိုက်လက်ရှာကြီးရောပူပူနွေ့နွေ့ပဲရှိသေးတဲ့ကော်ဖီကော့တွေကိုမြင်လိုက်ရပြီးတင်မောဝမ်းတွေကရှေးဟောင်းရတနာတုပ်တွေကိုလည်းရှာတွေ့သွားတဲ့အပြင်အတုံးအဆောင်တွေစာအုပ်တွေနဲ့မိဖို့ကြောင့်တွေအစားတေချာထိန်းသိမ်းထားတဲ့ပုံစံအရတော့တရေမဟုတ်ပဲလူတွေနေထားရဲဆိုတာကိုတိတိကျကျသိလိုက်ရပါတယ်ဒါပေမဲ့ရှွန်းနောက်ဘိုးကြီးဂျိုနသန်ကတော့တရေတင်မောလိုပဲနာမည်တက်လိုက်ပြီးတင်မောဘောကကော်ဖီဟာဂျာယာကျွန်းကထွက်တာဖြစ်တဲ့အပြင်စောင်းငန်းနဲ့ဂျာယာကျွန်းရဲ့ပုံမြင်နေတဲ့ရွှေတွေကိုပါတက်တည်ရလိုက်တဲ့ကြောင့်ကောက်ရိုးအထုပ်တွေဂျာယာကျွန်းကနေရောက်လာတယ်ဆိုတာကိုတော့သိသွားကြပါတယ်သူတို့တက်ထဲမှာလူတစ်တွေရောထောင်သားတစ်တွေပါရှိနေလို့ကောက်ရိုးထုတ်အဖွဲ့သာကျူးကျော်ဝင်လာပါလေဆိုပြီးသတင်းလွှင့်လိုက်ရင်အခြေအနေတွေရှုပ်ကုန်မှာဆိုတဲ့အတွက်တရေတင်မောလို့ပဲလက်တလုံးနာမည်တက်ပေးထားတာဖြစ်ပြီးပုံအောင်နေရဲ့ပင်လယ်ဓမြတွေကိုတော့အင်အားတိုးပိုက်စိတ်တိုက်ရှာဖို့မှားထားလိုက်ပါတယ်ဂျိုနသန်ကကောက်ရိုးထုတ်တွေသူတို့ယူနီဖောင်းနဲ့ရေတက်သားရောင်စောင်းနေမှလည်းဖြစ်နိုင်တဲ့အကြောင်းပြပြထားလိုက်ပြီးတစ်ဖက်မှာလည်းအဖွဲ့သားတွေကအလင်းစလိုထွက်ပြေးလာကြတာဖြစ်လို့တယောက်တနေရာစီလူစုကွဲလာကြတာဖြစ်ပါတယ်
ဒါပေမဲ့လူဖီစီမှာတော့တတိထားနေရမယ်ဆိုတော့အုံနောက်ပါမလားပဲဘိုက်ဆာနေပြီဖြစ်လို့အစားတောက်ရှိတဲ့နေရာကိုသွားဖို့ပြင်နေပြီးဥဆုပ်ကလည်းကန်ဆက်တစ်ခုမှသူ့မျက်မှန်ကိုပြန်တွေးလိုက်ရတဲ့အပြင်အနားမှာရော်ဘင်မှာရှိနေလို့လက်ရှိဂွင်းမယ်ရီကိုတရေသိမ်းမို့လို့ထင်နေကြတဲ့အကြောင်းသိသွားတဲ့အတွက်နည်းနည်းလောက်ပို့ပြီး၆လန့်ပေးလိုက်ပါတယ်ဂျိုနာသန်ကတော့ကော်ဖီခွက်တွေနဲ့အတုံးဆောင်နေရကောက်ရိုးထုတ်လူဖီဒါသမားဆိုလို့လက်တွေထုံနိုင်နေသူနဲ့သပင်ပွားပွားတယောက်စဖို့မူးနဲ့ဆရာဝန်တယောက်ပြင်စာအတော်လေးဖတ်တဲ့ရေချောင်းလမ်းပြတယောက်တို့နဲ့အတူအားလုံးပေါင်း9ယောက်ဆိုတာကိုရိပ်မိလိုက်ပြီးချိုပါကလည်းပြင်းလွှားရင်ရေတက်ထဲကိုရောက်သွားတဲ့အပြင်ကျန်တဲ့သူတွေကလည်းတွိုင်းလိုင်းနေမှာသူတို့တွေမရိန်းတက်ခွဲတစ်ခုရဲ့ရေကန်ကြီးထဲရောက်နေရဆိုတာကိုသိသွားကြပါတယ်လူဖီကကင်းလဲနေတဲ့ရေတက်သားတယောက်ရဲ့နောက်ကနေစားစရာလက်ရှာနေတာကိုစန်းကြီးကလှမ်းမြင်လိုက်ပြီးရေတက်သားတွေကြားထဲမှာတော့ကောင်းကင်ရံပြုတ်ကျလာတဲ့တစစ်သင်းမောကြီးပေါ်ကတောက်လက်ဆကော်ပီခွက်တွေနဲ့ဆက်လိတ်တို့ဟာမသိရင်လူတွေချက်ချင်းပျောက်သွားရတယ်နဲ့တူနေတဲ့အပြင်အနောက်ခန်းထဲကတောင်လုံပုံတွေရဲ့နှစ်ပေါင်းရာချီရှေးအောင်ရွှေတွေကြောင့်ကောက်ရိုးထုတ်အဖွဲ့သားတွေကကျိန်စာတင်းနေတဲ့ရွှေတွေကိုယူလာမိလို့ဒီလောကကနေပျောက်သွားတာဖြစ်တဲ့အကြောင်းသတင်းထွက်နေကြတာဖြစ်ပါတယ်ဒါကတော့ One Piece အပိုင်း84ဖြစ်ပြီးအပိုင်း85ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးကြပါ